နေဝေမင်္ဂလာပါဗျာမင်္ဂလာတရားမင်္ဂလာပါရှင်ဗျာနေဝေပိုစကားလေး10လုံးလောက်တင်ပေးပါလားဟုတ်ကဲ့ရတယ်လေပိုစကားလေးမြန်မာလိုမေးမယ်နေဝေပိုလို့တင်ပေးနော်ဟုတ်ကဲ့ရတယ်တင်ပေးမယ်နေကောင်းလားမတွေ့ရတာကြာပြီနော်ဆိုဘယ်လိုပြောရလဲနေဝေနေကောင်းလားဆိုတာကပိုလို့ကျတော့အုံဟောင်းနေဟောင်း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 မွေးနောက်ပြီးတော့တွေ့ရတာကြာပြီနော်ဆိုမတွေ့ရတာကြာပြီနော်ကျတော့တခွဲဘာဒင်းညလဲနော်တခွဲဘာဒင်းညလဲနော်ညလဲနော်တခွဲဘာဒင်းညလဲနော်တခွဲဘာဒင်းညလဲနော်မတွေ့ရတာကြာပြီတခွဲဘာဒင်းညလဲနော်နောက်ထပ်တစ်လုံးဒီပဲတင်ပြအောင်နော်ဟုတ်ကဲ့ရတယ်ဒီနေ့ရာသီဥတုကတော်တော်လေးတာရတယ်ဗျာဆိုနေပဲဘိုးလို့ဘယ်လိုပြောလဲဟနီရာစီဥတုစာယာငါနော်ဟနီရာစီဥတုစာယာငါနော်မွေဟနီဥတုဟနီဆိုတာက today today ဟနီရာစီဥတုဟနီရာစီဥတုစာယာငါနော်ဒီနေ့ရာသီဥတုတာရတယ်မေကူညီပေးတာတကယ်ပဲကျေးဇူးတင်ပါတယ်ဘယ်လိုပြောမလဲပိုးလို့လားပိုးလို့ဆိုဘယ်လိုပြောမလဲကူညီပေးတာတကယ်ကျေးဇူးတင်ပါတယ်ကူညီဖေးနိုင်ရောကေကျူတန်းမွေးငါကူညီဖေးနိုင်ရောကျေးဇူးတန်မွေးငါကူညီဖေးနိုင်ရောကူညီဖေးငါရောနိုင်ရောနိုင်ရောဒီလိုပေါ့ကူညီဖေးနိုင်ရောကူညီဖေးနိုင်ရောကေကျူတန်းမွေးငါကျေးဇူးတန်မွေးငါထပ်ပြောကြည့်ကူညီဖေးနိုင်ရောကူညီပေးနိုင်ရောကျေးဇူးတန်မွေးငါမွေကျေးဇူးတင်ငါတော့မွေးလာထွားတော့မိုင်နေလဲစားပါစားပြီးပြီလေအတူတူသွားစားရအောင်လေးဒီဖွေဘယ်လိုပြောမလဲနေလဲစားသွားစားရအောင်ဆိုတာကလွေအမ်တဲต้มဒင်ယာနဲ့ဆိုတာနေလဲစားလေဒင်ယာနဲ့ဒင်ယာဟုတ်လေနည်းနည်းခတ်တယ်နော်ဒင်ယာနဲ့ DEN DEN YAR ယာဒင်ယာနဲ့နော်ဒင်ယာဒင်ယာမဟုတ်ဘူးနော်ဒင်ယာလွေအမ်ต้มဒင်ယာနဲ့လွေအမ်တော့ဒင်ယာနဲ့ဆနာတော့တကြောင်ကပါလေနောက်တစ်ကြောင်းကတူတူသွားစားရအောင်လေလွေအမ်ညီဝမ်လွေအမ်ညီဝမ်တူဆိုတာညီညီလွေအမ်ညီဝမ်လွေအမ်ညီဝမ်လွေအမ်ညီဝမ်ကျေးဇူးတင်ငါတော့ဒီနော်လာတယ်ထွားတော့မိုင်ရာသေးလားမေးလို့နေဖို့ရလာတယ်နောက်ကျသွားတဲ့အတွက်တကယ်ပဲအားနာပါတယ်ဆိုဘယ်လိုပြောမလဲနောက်ကျသွားတဲ့အတွက်ထဲချိုင်နိုင်ယူတထဲချိုင်နိုင်ယူတအာနာမွေငါထဲချိုင်နိုင်ယူတအာနာမွေငါမွေအာနာမွေငါအာနာတကယ်ပဲအာနာပါတယ်အာနာမွေငါထဲချိုင်နိုင်ယူတအာနာမွေငါမွေထဲချိုင်ဆိုတာကနောက်ကျပေါ့ထဲချိုင်နိုင်ယူတအာနာမွေငါထဲချိုင်နိုင်ယူတအာနာမွေငါမွေthe last one ဒီဝေးဒီနေ့ပင်ပန်းသွားပြီးအိမ်ပြန်ပြီးကောင်းအနားယူလိုက်ပါအောင်ဆိုဘယ်လိုပြောမလဲဟနီခွေပန်းပန်ငါလဲဟနီခွေပန်းပန်ငါလဲမွေမင်းတမွေတောက်လဲမင်းတော့ပိုးငေါကျက်တဲ့ဟနီခွေရငါလဲဆိုတာကပန်းပင်ပန်းပေါ့ပင်ပန်းနဲ့တချို့ပိုးတွေကြတော့ပန်းပန်းလို့ပဲခေါ်ကြတာဟန်နီပန်းပန်းကျတော့ပိုးစကားအစစ်မဟုတ်ဘူးပေါ့မာစကားပေါ့ဒါပေမဲ့ရငါကျတော့ပိုးစကားအစစ်ပေါ့ဟန်နီခွေရငါလဲနေဝေးနောက်ထပ်တစ်လုံးလောက်သင်ပေးအောင်မလားရတယ်နေဝေးရွာကိုအလဲခေါ်မာလားဆိုဘယ်လိုပြောမလဲဟဲ့လဲခွေတုံနဲ့ဟဲ့လဲခွေတုံးနဲ့ဟဲ့လဲခွေနေခွေတုံဟောင်းဟဲ့လဲနေခွေတုံအောင်နော်ဒုံဆိုတာရွာလေဒီဘွေးမန်လဲနေတမိုင်းမန်လဲနေ
မင်းလဲနေ လေချင်းလား အော်လဲ မင်းလဲ လဲရမင်းလဲမွေဒါပါတော့ဒီဘွေးကပိုးတွေနဲ့အဲ့လိုမျိုးပိုးလူမျိုးတွေနဲ့တွေ့ပြီးဆိုဘယ်လိုမျိုးစနှုတ်ဆက်ရမလဲမင်္ဂလာတရားအော်တခုပဲ မင်္ဂ လား လာတရားအော် အော်မင်္ဂလာတရားအော် အဖိုးတွေနဲ့တွေ့ရင်တော့အဖိုးဖွားတွေနဲ့တွေ့ရင်တော့တကယ်လို့အဖိုးတွေ့ရင်တော့မင်္ဂလာတရားဖာဖရာ အော်မင်္ဂလာတရားဖာဖရာ ဖာဖရာဆိုတာကအ ဖာဖ ဖိုး ရာ ပေါ့ အော် အဖွားကျတော့မင်္ဂလာတရားမဖရာ အော်မင်္ဂလာတရားမူဖရာ မဖရာ မူဖရာ မဖရာองค์เฮาในห้อง อ๋อ ဖွားနေကောင်းလား အော်မူဖရာအောင်ဟောင်းနေဟောင်းတောင်တရားနော် တကယ်လို့ကိုယ်ထက်ငယ်တဲ့သူတွေတွေ့ရင်တော့ ယောက်ျားလေးဆိုရင်တော့မင်္ဂလာတဲ့ဖူပေး မင်္ဂလာတရားဖူပေး ဒါကိုယ်ထက်ငယ်တဲ့ကောင်လေးတစ်ယောက်ပေါ့ အော် မင်္ဂလာတဲ့ဖူပေးတကယ်လို့မင်္ဂလေးဆိုရင်တော့မင်္ဂလာတဲ့ဖူမှုပေး အော်မင်္ဂလာတရားဖူမှုပေးနော် သူကိုချီးမွမ်းခြင်းတော့ဖူမှုပေးတရေငါနော် တရီငါ မဟုတ်ဘူးဒီမလေးအရန်လာတယ်နော်ဆိုရင်ဖူမှုပေးတရေငါနော် အော်ဖူမှုပေးတရီငါနော်အာစီတူတင်ငါနော်ဒီပဲနော် လာရထွားတော့မှ you are welcome အော်နေဝေးတရီနော် အတရီတောက် နေဝေးတရီမွေး